အားလုံးပဲမင်္ဂလာပါတာမို technical channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့မေ့သွားတဲ့ Gmail password အသစ်ပြန်ယူတဲ့နည်းလေးပဲဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးတော့ကျွန်တော်တို့ Google ဝင်ရပါမယ်အကယ်၍ browser ကနေသွားမယ်ဆိုရင်လည်းရပါတယ် browser တွေကနေသွားလို့ရှိရင်တော့ဒီ Google ကိုခေါ်ရမယ်ပေါ့နော် Google နေတစ်ဆင့်သွားရမယ်ဟုတ်ပြီကျွန်တော်တို့ဒါ Google နေတိုက်ရိုက်သွားလိုက်မယ်ဒါဆိုရင် Google ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်က log in ဝင်ပြီးသားအကောင့်လေးရှိတဲ့အတွက်ကြောင့်ညာဘက်အပေါ်ထောင်နှမ်းမှာ wine ဆိုတဲ့အကောင့်လေးပေါ်နေရဖြစ်ပါတယ်ကျွန်တော်ညီကောင်မောင်နှမအိမ်မှာက log in ဝင်ပြီးသားအကောင့်မရှိထားဘူးဆိုရင်တော့ဒီဘက်မှာပြထားတဲ့အတိုင်းပေါ့နော် sign in လေးကိုနှိပ်ပြီးတော့မှအကောင့်ဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကဒီမှာအကောင့်ဝင်ပြီးသားလေးရှိတဲ့အတွက်ဒီအကောင့်လေးကနေပဲဝင်ပြပါမယ်ဒါဆိုရင်ဒီညာဘက်အပေါ်ထောင်နှမ်းမှာရှိတဲ့ wine ဆိုတဲ့အကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမှာ add another account ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဟုတ်ပြီ Google ဆိုတာလေးကိုဆက်နှိပ်လိုက်ပါဒါညီကောင်မောင်နှမရဲ့ဖုန်းရဲ့ screen password ကိုရိုက်ထည့်လိုက်ပါပြီးရင်တော့ next ကိုနှိပ်ပေးလိုက်ပါနော်email ကိုဖုန်းဆိုတဲ့နေရာမှာကို password မေ့သွားတဲ့ Gmail အကောင့်လေးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာGmail အကောင့်ရိုက်ထည့်ပြီးရင်တော့ next ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါforgot password ကိုနှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ဒီအကောင့်လေးကိုစားလျှောက်တုံးကအသုံးပြုခဲ့တဲ့ဖုန်းနံပါတ်ထဲကိုကုန်းနံပါတ်6လုံးပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်သူက test နဲ့ call တစ်ခုခုရွေးခိုင်းတာဖြစ်ပါတယ် test ကိုရွေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထဲကိုကုန်း6လုံး SMS ပို့ပေးမှာဖြစ်ပါတယ် call ရွေးလိုက်မယ်ဆိုရင်တော့ဖုန်းဆက်လာမှာဖြစ်ပါတယ်ခင်ဗျာ test ကိုရွေးလိုက်ပါမယ်နော်ကုန်းနံပါတ်ကလေးကြာလာပါလိမ့်မယ်နော်ပြီးရင်တော့အကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပါ forgot password ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါcreate password ဆိုတာကကျွန်တော်တို့ရဲ့အကောင့်လေးကို password အသစ်ပြန်ပေးရမှာပဲဖြစ်ပါတယ် password ပေးတဲ့နေရာမှာလည်းလွယ်လွယ်လေးမဟုတ်ဘဲနဲ့ပေါ့နော်နည်းနည်းခက်တဲ့ဥစ္စာလေးပေးပါဥပမာဆိုလို့ရှိရင်အင်္ဂလိပ်အခရာအကြီးသေးပါမယ်ကဏန်းကြီးပါမယ်သင်္ကေတတွေပါမယ်ဒီလိုမျိုးစုံစုံလင်းလင်းပေးထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ password က strong ဖြစ်မှာပါ password ပေးပြီးသွားရင်လည်းကိုယ့်ရဲ့ password ကိုမမေ့သွားရအောင်ကိုယ့်ရဲ့မှတ်စုစာအုပ်ထဲမှာပဲဖြစ်ဖြစ်မှတ်မိတဲ့နေရာမှာပဲဖြစ်ဖြစ်သေချာရေးမှတ်ထားဖို့အကြံပြုပြစီခင်ဗျာဟုတ်ပြီဒါဆိုရင်ကျွန်တော် password ကလေးကိုရိုက်ထည့်ပါတော့မယ်မ confirm ဆိုတာကဒီအပေါ်မှာရိုက်ခဲ့တဲ့ password ကိုပဲနောက်ထပ်တစ်ကြိမ်ထည့်ပြီးမှရိုက်ခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီ password တွေရိုက်ပြီးသွားပြီပေါ့နော် password တွေရိုက်ပြီးသွားပြီဒီမှာ show password ဆိုတဲ့ဘေးမှာဒီဒေတာကွက်ကလေးရှိပေါ့နော်အဲ့ဒါလေးကိုအမှန်စစ်ကလေးပေးပြီးတော့လေဒီမှာကိုယ့်ရဲ့ password တွေပေးထားတာဟုတ်မဟုတ်ကိုပြန်ပြီးမှစစ်ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲ့ဒါပြီးရင်တော့ဒီမှာ save password ဆိုတာလို့နှိပ်လိုက်ပါ save password ဆိုလို့နှိပ်ထားလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဒီ Gmail account password လေးကို Google မှာတင်ထားမှာပဲဖြစ်ပါတယ်ခင်ဗျာမဆွေးကျင်လဲ skip ကိုနှိပ်လိုက်ပါဟုတ်ပြီကျွန်တော်က save ထားမှာဖြစ်တဲ့အတွက် save password ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့မှာ I agree ဆိုတာလေးရှိပါတယ်ဒါလို့တစ်ချက်နှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Gmail အကောင့်လေးလည်းပြန်ရပြီ password လေးလည်းအသစ်ကလေးပြောင်းသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ password လို့ရပါပြီ
ဟုတ်ပြီဒီမှာပေါ့နော်ကျွန်တော်တို့ password မေ့သွားတယ် Gmail အကောင့်လေးရောက်ရှိနေပါပြီခင်ဗျာဒီကုမ္ပဏီများအားလုံးအဆင်ပြေကြပါလိမ့်